အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေယခုလာမည့်ကစုံလပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက်နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်ကစုံလပြည့်နေ့ကိုနေ့ထူးနေ့မြတ်ဟုပြောရတယ်လဲဆိုရင်လေးတင်ချေကိန်းတသိန်းကတ်ကြုံဒီပင်ချေရင်ဝစင်းခိုလုံးဗျာဒိတ်တော်မြတ်မိမ့်မှတ်ခါကြုံစုပန်နေ့လာပြည့်နှွေကစုံဆိုတဲ့အတိုင်းဖရာအလောင်းဖရာစုပန်တဲ့နေ့ဟာကစုံလာပြည့်နေ့ဖြစ်ပါတယ်မဟာတက္ကရ68ကြုံလုံပီနီတော်တာမောရကုံမဲတော်ဝမ်းတိုက်နှုတ်ပိုက်ကြာငုံဖွားမြင်နေ့လာပြည့်နှွေကစုံဆိုတဲ့အတိုင်းဖရာအလောင်းဖွားမြင်တော်မူတဲ့နေ့ဟာလေကစုံလာပြည့်နေ့ဖြစ်ပါတယ်103နှစ်တက္ကရိကျုံဥရုဝေလတာစွရကုံမန်ဆွဲ9စင်းနှိမ်နှင်းဖုံဖုံဗုဒ္ဓနေ့လာပြည့်နှွေကစုံဆိုတဲ့အတိုင်းဖျားဖြစ်တော်မူတဲ့နေ့ဟာလေကစုံလာပြည့်နေ့ဖြစ်ပါတယ်104နှစ်တက္ကရိကျုံပြည်ကပ်ပြည်နန်းကြွာမြန်းခိုလုံးဗုဒ္ဓဝင်ဇက်ဟောလက်ဖုံဖုံပြန်လေတွေ့လာပြည့်နှွေကစုံဆိုတဲ့အတိုင်းဗုဒ္ဓဝင်ဇတ်တော်ကြီးကိုဟောကြားတော်မူတဲ့နေ့ဟာလေကစုံလာပြည့်နေ့ဖြစ်ပါတယ်ရာ48တက္ကရိကျုံမန္လာမင်းတို့အင်ချင်းရကုံဘဝဇသိန်းပြည့်ငိမ့်ရာလုံးနိဗ္ဗာန်နေ့လာပြည့်နှွေကစုံဆိုတဲ့အတိုင်းပရိနိဗ္ဗာန်ဝင်ဆံတော်မူတဲ့နေ့ဟာလေကစုံလာပြည့်နေ့ဖြစ်ပါတယ်ဒါကြောင့်ကစုံလာပြည့်နေ့ကိုဗုဒ္ဓဘာသာဝင်သူတော်စင်များဤနေ့ထူးနေ့မြတ်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဤကဲ့သို့ကစုံလာပြည့်နေ့ထူးနေ့မြတ်မှာဗုဒ္ဓဘာသာဝင်များအနေဖြင့်ဖျားရှင်အားရည်မှန်း၍ကစုံညောင်ရည်သွန်လောင်းခြင်းတရားဘာဝနာများအားထုတ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။